recently ပေါ့နော် I turned 18 session နေပြီးတော့ပါတယ် so ကျွန်တော်ရဲ့အဓိကပေါ့နော် teenager life ပေါ့ဒီ17နှစ်ကနေ session နေအတွင်းမှာဒီခါလေးကြရင်ကျွန်တော် I did it ပေါ့နော်ငါလုံနိုင်ခဲ့ပြီဆိုပြီးတော့ဖြစ်တာတွေလည်းရှိရဒါပေမဲ့ဒီခါလေးကြလို့ရှိရင်ကျွန်တော်အဲ့တုန်းကငါတရားလေးကိုတိခဲ့ရင်ကောင်းမယ်လို့ဖြစ်တာတွေလည်းရှိရပေါ့နော်ဆိုတော့ကျွန်တော်အဲ့အချက်လေးကိုခြာရေးလိုက်တယ် and I want to share it with you in this video so like if you're under 18 this is exactly the letter that I would give you because July ရဲ့ younger self ကိုပေါ့နော် session နဲ့မပြည့်ခင် July ကိုပြန်မြင်ခွင့်ရမယ်ပြန်ပြောခွင့်ရမယ်ဆိုလို့ရှိရင် July ဒါတွေကိုပြောမှာပေါ့နော် and like ကိုကအကေ session ပြည့်သွားပြီအဲ့ထကြီးရဲဆိုလို့ရှိရင်လည်း July ဒီ video ကြည့်စေချင်တယ် because အခု July ပြောမှာကြီးကကိုအတွက် relatable ဖြစ်နေနိုင်တယ် helpful ဖြစ်နေနိုင်တယ်ပေါ့နော်တယောက်နဲ့တယောက် timeline တွေကမတူဆိုတော့လေ so grab a notebook or a cup of coffee because I also made one and to discuss လို့ရအောင်We gon' E-L-E B-A-B in another dimension, please. Nothing could ever compete. ဆက်ရှိချက်ကအရင်များရဲ့အဲ့တော့ကျွန်တော်ခေါင်းစဉ်၄ခုခွဲလိုက်တယ်ပထမတစ်ချက်က self development ပိုင်းပေါ့နော်ပြီးရင် relationships and society ပြီးတော့နောက်တစ်ခုကကျတော့ beauty နဲ့ physical appearance ပိုင်းပေါ့နော်ပြီးတော့နောက်ဆုံးကျရင် mindset and life goals ဆိုပြီးတော့ခေါင်းစဉ်၄ခုခွဲထားပါတယ် so number 1အနေနဲ့ protect your own reputation ကိုယ့်ရဲ့ဂုဏ်သတင်းကိုကာကွယ်ပါကျွန်တော်ပြောရင်တော့အကြီးဖြစ်သွားမလားမသိဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကပေါ့နော်ဒီများသောအားဖြင့်ဒီ teenage life ဆိုလို့ရှိရင် high school အထက်တန်းဘဝများအထက်တန်းကျောင်းသားကျောင်းသူဘဝများရဲဆိုအဲ့ဒီအတွင်းမှာလေဒါကိုက life phase တခုပဲပေါ့နော်ဒီဟာပြီးသွားပြီဆိုရင် high school ပြီးရင် uni တက်ကြမဲ့သူတွေရှိရဲအလုပ်ခွင်ဝင်မဲ့သူတွေရှိရဲဆိုတော့အဲ့ဒါက life phase တခုပဲပေါ့နော်အဲ့တော့ဒီ high school ဒီအတိုင်းဝိုင်းအတွင်းမှာရှိရသူတွေကကိုယ့်ကိုဒါပြီးသွားတဲ့အခါကျလို့ရှိရင်လေနောက်တစ်ချိန်ပေါ့နော်ပြန်တွေ့ရဆိုလို့ရှိရင်ကိုဒါမှတ်မိနေမှာကိုကသူ့ကိုနာမည်ကြားလိုက်တာနဲ့အော် तू ကဘလို့ဆိုတာမျိုးကမှတ်မိနေမှာပေါ့နော်ဒါလို့တဘာဝပဲကိုဆိုလို့ရှိရင်လည်းတခြားလူတယောက်ကို तू နာမည်ကြားလိုက်တာနဲ့အော် तू ကဘလို့ဆိုပြီးတော့မှတ်မိရသေးနော်ဆိုတော့အဲ့ဒါမှတ်မိနေမှာပဲအဲ့ခါကျလို့ရှိရင်ကိုအတွက်အဲ့လို dark spot တခုခုဖြစ်သွားမယ့်ဟာမျိုးမလုံးမိဖို့အရေးကြီးရယ်ပေါ့နော်ဥပမာတခြားတငယ်ချင်းတယောက်ကအဲ့လိုကိုတခြားနောက်တငယ်ချင်းတယောက်ရဲ့အတင်းပြောတာမျိုး gossip လုပ်တာမျိုးဆိုလို့ရှိရင်ကိုကအဲ့အရွယ်ဖြစ်တတ်တယ်အဲ့လိုစိတ်ရိုင်တာပေါ့နော်အဲ့လိုမျိုးရိုင်ပြီးတော့လိုက်ပြီးတော့ gossip လုပ်မိရမျိုးဆိုလို့ရှိရင်အကေအဲ့တငယ်ချင်းကကိုကအဲ့လိုပြောပါရဲဆိုတာကိုကြားသွားရင်မကောင်းဘူးပေါ့နော်ဒါကကျွန်တော်ဥပမာပြောပြရတချို့အမားတွေကြတော့အဲ့လိုငယ်ရွယ်ရဲ့အချိန်တွေမှာပြန်ပြင်လို့ရတဲ့အမားတွေလည်းရှိရဲကိုကနောက်ပိုင်းအဲ့လိုမလုပ်တော့ဘဲနဲ့ကိုကောင်းအောင်ပို့လုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီအမားကိုတဖြည်းဖြည်းနဲ့ဖုံသွားတာမျိုးတွေလည်းရှိရဲပေါ့နော်ဒါပေမဲ့တချို့အမားကတော့မလုံးမရတော့အကောင်းဆုံးပဲပေါ့နော်တချို့အမားတွေကြတော့လုံးဝပြန်ပြင်လို့မရတော့တာမျိုးရှိရဲဆိုတော့ protect your own reputation ပေါ့နော်အဲ့ဒီငယ်တဲ့ကာလအတွင်းမှာအဲ့ဒါတိတ်ပြီးတော့မတိတာဘူးလို့ထင်ရတယ်ဒါပေမဲ့တဖြည်းဖြည်းကြီးသွားပြီးတော့အဲ့လိုကိုကအဲ့ဒါကိုပြန်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ကိုနဲ့အဲ့လိုကိုအကြောင်းကြားလိုက်တာနဲ့ဒါဘသူဆိုပြီးတော့အဲ့လိုမျိုးမှတ်မိနေတာပေါ့နော်ဆိုတော့အဲ့ဟာကြီးမှာကိုရဲ့အကြောင်းက dark spot တခုခုပါသွားရင်ကျွန်တော်ခုနပြောသလိုမျိုးမကောင်းတာတခုခုမကောင်းတဲ့တခုခုပေါ့နော် notoriously ဖြစ်သွားတဲ့ဟာမျိုးဆိုလို့ရှိရင်ကိုအတွက်မကောင်းဘူးပေါ့နော်ဆိုတော့အဲ့ဒါလည်းအရေးကြီးရလို့ထင်တယ်ကျွန်တော်လည်းအဲ့တုန်းကအရင်မတိခဲ့ဘူးပေါ့နော်ဆိုတော့အမားလုံးမိရတယ်လည်းရှိရဲဒါပေမဲ့အမားကြီးကတေးတာရောပြီးတော့ကျွန်တော်နောက်ပိုင်းမှာပြန်ပြင်ပြီးတော့ကိုတိလိုက်တဲ့အခါမှာပြန်ပြီးတော့နေတာမျိုးအဲ့ဒါကြောင့်တဖြည်းဖြည်းနဲ့ပို့ပြီးတော့ improve ဖြစ်လာရပေါ့နော်ဆိုတော့အဲ့ဒီအချက်ကလည်းကျွန်တော်ပြောမယ့်အချက်တွေမှာပါတယ် Number 2 learn something you love because now is your prime time to learn အခုချိန်ရလေကျွန်တော်အမှန်တိုင်းပြောရရင်ပေါ့နော်လူဘဝတစ်လျှောက်လုံးမှာလေအလုံးငယ်ကိုမွေးခင်းစားအစားပြီးတော့နောက်ဆုံးကို retire ယူပြီးအသက်ကြီးသွားတဲ့အချိန်တည်းကလေကျွန်တော်အမြင်ပေါ့နော်ဒီ teenage life ကတင်ယူလို့အကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့ကိုယ်ဆက်ရှိပြီးသွားပြီးအထက်တန်းပြီးသွားပြီး university တက်တော့မယ်ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင် university တက်ပြီးတော့ part time လုပ်တာရှိရဲပြောချင်တာကကိုကဝင်ငွေရှာရမယ့်ချိန်ရောက်လာပြီအဲ့လိုမဟုတ်လို့ရှိရင်လည်းကိုကတကယ်ကိုနောက်ပိုင်းကျလို့ရှိရင်လုံးမဲ့တကယ် seriously လုံးမဲ့ career အတွက်ကိုအလုပ်ကန်အတွက်ကိုကတင်ရရမယ့်အချိန်အဲ့ကြောင့်လို့ရှိရင်စာများတာကြီးပဲရှိလာနိုင်တယ်ပေါ့နော်ဒီ17နှစ်အောက်ကြတော့လေခလေးလုံးလိုမျိုးဖြစ်နေတာပေါ့အကုန်လုံးကိုတင်ယူလို့အဆင်မပြေသေးဘူးအကြောင်းစာပဲတင်နေရတဲ့အချိန်ပေါ့နော်ဒါပေမဲ့ဒီ17နှစ်အကျော်ကနေ18ဒီအရွယ်လောက်ထိရလေကိုတင်ယူရှင်တဲ့ဟာကိုတင်ယူလို့အကောင်းဆုံးပဲဘာဖြစ်လို့ဆိုတော့ကိုမှ financial burden မရှိသေးဘူးငွေရှာစရာမလိုသေးဘူးပြီးတော့ခလေးလိုမျိုးလဲကိုလို့ရှင်တာမလုပ်တတ်တဲ့ဟာမဟုတ်ဘူးအနေနဲ့အသက်ရှိနေပြီဆိုတော့ကိုလို့ရှင်တာလည်းလုပ်တတ်တယ်အခုဆိုလို့ရှင်ပို့ဆိုးရဲ AI နေလဲပေါ်လာပြီ
technology ကအရင်တော့လိုက်မမီတော့ဘူးပေါ့နော်ဆိုတော့အဲ့ဟာမှာကိုသင်ယူနေတာအများကြီးသင်ယူလို့ရတယ်ပေါ့နော်case study အနေနဲ့ကျွန်တော်ဥပမာပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တော့ပေါ့နော်ကျွန်တော်လည်းအရင်တော့ကိုအဲ့လိုရှောက်လုပ်ဖူးတဲ့ကျွန်တော်လည်းကျတော့တချင်းရေးတာဝါသနာပါတယ်ဆိုတော့ sound composing တင်တန်းနေတော့တက်တယ်ဘယ်တော့တောင်ဆိုလဲဆိုအဲ့လို software ပေါ့နော်ဒီတချင်းမထွက်လာခင်process တခုလုံးကိုလုပ်ရတဲ့ဒီ software ဘိုင်းပေါ့နော်အဲ့ဒါအထိပါကျွန်တော်လိုက်ပြီးတော့တင်တန်းနေတက်ပြီးတင်ဘူးရဲ့ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်အဲ့ဒါလုံရင်းနဲ့ငါဒါကိုတကယ်လုံးပါလားပေါ့နော်ကျွန်တော်ရဲ့တခြားအချိန်တွေကြောင်းကလည်းကျွန်တော်ဒါကိုဒီ music ကို career တခုအနေနဲ့လုပ်ဖို့အခြေအနေမပေးဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တခြားတစ်ခုပြောင်းပြီးတော့ငါပါဝါသနာပါသေးလဲဆိုပြီးတော့ကျွန်တော်စဉ်းစားကြည့်လိုက်တယ်အဲ့ခါမှာကျွန်တော်ကဒီ vlogging လုပ်ရတာဝါသနာပါတယ်ပြီးတော့လူတွေကိုကူညီရတာကြိုက်တယ်ကိုယ့်ရဲ့ opinion တွေကို share လုပ်ပေးရတာကြိုက်တယ်ဆိုတော့အဲ့လိုလုပ်နေရကျွန်တော်ပျော်ရဲပေါ့နော်အဲ့တော့ဟုတ်ပြီငါဒါလေးလုပ်ကြည့်မယ်ပေါ့တစ်ဖက်မှာအကြောင်းစာကိုလည်းနည်းနည်းပုံမှန်လေးလုပ်တယ်ပေါ့နော်ပြီးရင်တစ်ဖက်မှာကျွန်တော်ဒီဝါသနာပါတဲ့ဟာကိုစမ်းကြည့်ရဲဆိုတော့ benefit အနေနဲ့ဘာရလဲဆိုတော့အရှိရဒီ music ပိုင်းကတော့တင်တော့တင်ယူလိုက်တယ်ပစ္စည်းတွေလည်းဝယ်တယ်ကျွန်တော်အများကြီးပဲပစ္စည်းတွေဝယ်လိုက်တယ်ဒါပေမဲ့နောက်ဆုံးကိုအနည်းဆုံးတော့အစိုးရအကောင့်ဆိုတော့ကိုတိလိုက်ရတယ်ပေါ့နော်ငါဒါအတွက်အဆင်မပြေဘူးပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့ဒီကိုကတကယ် career ရွေးတော့မယ်ဆိုတဲ့ခါကျလို့ရှိရင်ကိုတကယ်ဝါသနာပါလားမပါဘူးလားဘယ်ရာဝါသနာပါတာလဲတကယ်ကိုနဲ့အဆင်ပြေတာပါလဲကိုဘာလုပ်နေရရင်ပျော်လဲပေါ့နော်အဲ့ဒါကိုကတိသွားတယ်အဲ့တော့ဒီအထက်တန်းပြီးသွားပြီဆိုလို့ရှိရင်ရောင်ဝါးဝါမဖြစ်တော့ဘဲနဲ့ကိုဘယ်လမ်းရွေးရမလဲပေါ့နော်ရွေးလို့ရတယ်ကိုတိသွားတယ်အထူးသဖြင့်တော့ဒီ self awareness ရှိသွားတာပေါ့နော်ကျွန်တော်နောက်တိုင်းရတာတကူကကြတော့ကျွန်တော်လည်းအဲ့ဒီတုန်းကလုပ်ခဲ့တယ်လေးတော့လေ့လာခဲ့တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုတခြားတငယ်ချင်းတွေနဲ့အချိန်ပြုံးတာနည်းနည်းများရပေါ့နော်ဆိုတော့အခုအငယ်လေးတွေပေါ့နော်ပြောချင်တာကကိုအဲ့လိုပို့ပြီးတော့မှ focus လုပ်ပါကိုလေ့လာချင်တာတွေကိုပို့ပြီးတော့လေ့လာပေါ့နော်ဘာလို့ဆိုတော့အဲ့ဒီအချိန်ကပြန်မရဘူး16ပြည့်သွားပြီအထူးသဖြင့်တော့ဒီတက်ကလေးတက်တော့မယ်ဆိုလို့ရှိရင်အဲ့ကြိုင်စာရလာတော့မှပြီးရင်ကိုထမ်းရမယ့်တာဝန်ကအနေနဲ့များလာတော့မှာပေါ့နော်ဆိုတော့အခုချိန်ကအကောင်းဆုံးချိန်ပါပဲလို့So number 3, never compare yourself to others because nobody is on the same pathway as you. ကျွန်တော်အချင်းတစ်ခုရှိတယ်အဲ့ဒါကြတော့အဲ့တခုပေါ့နော်အဖြေရှာရတာကြိုက်တယ်အဲ့အဖြေမရမချင်းကျွန်တော်နေလို့စားလို့အိတ်လို့မဝင်ဘူးဥပမာကိုကကျွန်တော်အကုန်လုံးကပေါ့နော်ဒါကျွန်တော်အကျင့်မကောင်းလားဆိုတော့မသိဘူးအဲ့လိုအကုန်လုံးကသူ့ဟာသူ going right ဖြစ်နေမှကျွန်တော်နေတာထိုင်တာရှိရယ်သူကသူမှန်နေရပေါ့နော် I feel right ပေါ့နော်ပြောချင်တာဘယ်လိုရှင်းပြရမလဲအကုန်လုံးကသူကသူနေတာတခြားဖြစ်နေရယ်သူကသူလဲပတ်နေရယ်ဆိုတော့အချိန်ကြာမှကျွန်တော်နေတာထိုင်တာရှိရယ်ပေါ့နော်တခါလေကြာလို့ရှိရင်အဲ့လိုမျိုးမဟုတ်ဘူးကိုတခုမှားနေပြီးငါဒါကိုပြင်ရတော့မယ်ဆိုပြီးတော့အဲ့လိုမျိုးခံစားချက်ရတဲ့အခါကျလို့ရှိရင်ကျွန်တော်အဲ့ဒါကိုအဖြစ်မရမကလိုက်ရှာတယ်အဲ့ခါကျရင်လောက်တတ်တာကတခြားသူတွေနဲ့နိုင်ရှင်နေပေါ့နော်ကိုတခြားသူတွေစီကနေကျွန်တော်လိုချင်တဲ့အဖြစ်ကိုကျွန်တော်ရှာတယ်ဒါကတော့ကျွန်တော်ရဲ့အကျင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ teenagers ဒီမှာတော်တော်များများတွေ့ရတာအဲ့တခြား teenagers တွေဆိုလို့ရှိရင်လည်းအဲ့လိုပဲကိုလေးတခြားသူတွေနဲ့လိုက်ပြီးတော့နိုင်ရှင်တာphysical appearance ပိုင်းမဟုတ်ဘူးပေါ့နော်ဒါတခြား physical appearance ကကျွန်တော်ပြင်ပြောမှာပေါ့နော်ကျွန်တော်အခုပြောနေရပါလဲဆိုတော့အဲ့လိုမျိုးတခြားသူတွေရဲ့ highlight တွေနဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုလိုက်ပြီးတော့နှိုင်းရှင်တာအဲ့ဒါလေးတကယ်တော့ self esteem ပေါ့နော်ကိုတမိုးထားမှုကိုလုံးဝအောက်ထိဆွဲချလိုက်တဲ့ဟာတခုပဲအဲ့ဒါကျွန်တော်လုံးဝမလုပ်စီချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းအဲ့တုန်းကလုပ်ခဲ့တယ်အဲ့ဒါအရန်depression အစပဲပေါ့နော်ကိုကပြဿနာတက်နေရင်ကိုအဆင်မပြေပါဘူးဆိုတာမှအဲ့လိုလုပ်လိုက်ရင်အဲ့ဒါပို့ပြီးတော့ဆိုမှအပြေမရတဲ့အပြင်ပြီးတော့ဘသူကမှဒါအမှန်တရားတစ်ခုပေါ့နော်ဘသူကမှကိုနဲ့ဒီလိုမျိုးလမ်းဟာလေတူရှောက်နေတဲ့သူဆိုတာမရှိလူတိုင်းကသူ့ဟာနဲ့သူလမ်းတွေသူ့ဟာသူရှောက်နေကြတာပေါ့နော်အဲ့တော့ကိုရှောက်နေတဲ့လမ်းမှာအပြေမရတာကိုတခြားသူစီကိုလိုက်ပြီးတော့နိုင်ရှင်မယ်တခြားသူရောဘယ်လိုလုပ်နေလဲပေါ့အဲ့လိုဖြစ်တတ်တယ်အဲ့လိုမျိုးလိုက်နိုင်ရှင်မယ်ဆိုရင်သူတို့ကသူတို့လမ်းမှာသူတို့ရှောက်နေတာသူတို့လည်းသူတို့ဘဝနဲ့သူတို့တယောက်နဲ့တယောက်အချိန်ကြီးလည်းမတူဘူးဘာမှမတူဘူးပေါ့နော်opinion တွေလည်းမတူဘူးလုပ်မကိုင်မှုတွေလည်းမတူဘူးဆိုတော့ကိုအဖြေရှာရကောင်းပါတယ်ဆိုတော့အဲ့ဒါလေးကျွန်တော်ပြောမိထင်မှာပါတယ်ပေါ့နော်ကိုတခြားဘယ်သူနဲ့မှလိုက်ပြီးတော့မနိုင်ရှင်ပါနဲ့ or do not hold on to things so seriously ဘယ်ရောက်မှအရင်စုပ်ကိုင်မထားနဲ့ပေါ့နော် because nothing is permanent ဒါကျွန်တော်လုပ်ခဲ့တဲ့အမှားတစ်ခုပေါ့နော်တငယ်ချင်းပဲဖြစ်ဖြစ်အထူးသဖြင့်တငယ်ချင်းပေါ့ပြီးလို့ရှိရင်ကိုနဲ့အတိမိတ်ဆွေပေါ့နော်
အဲ့ဟာကိုကျွန်တော်အကုန်လုံး permanent ဖြစ်ချင်တာအဲ့ရဆိုလို့ရှင်လည်းကျွန်တော်မပြောင်းချင်ဘူးအပြောင်းလဲလောက်ရမှကြောက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအဲ့ရမပြောင်းချင်တာနေရာမပြောင်းချင်တာအဲ့ဒါကြီးကိစ္စမရှိဘူးဒါပေမဲ့အထူးသဖြင့်လူတွေနဲ့ပတ်သက်လာလို့ရှင်အရင်အဆွဲလမ်းမထားရဘူးပြီးကိုယ့်အတွက်တတ်တာပါတယ်အရင်တော့ကျွန်တော်အဲ့ teenager ပေါ့နော်အဲ့ဒီတော့ကျွန်တော်အရင်ဆွဲလန်းနေအဲ့လိုတငယ်ချင်းဆိုလို့ရှင်လည်းဆွဲလန်းနေအကုန်လုံးရင်ထဲမှာအကုန်အပြည့်ကိုကခံစားပြီးရအဲ့ဟာတကယ်မကောင်းဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒါသူတို့အပြစ်လည်းမဟုတ်ဘူး။ teenager အရွယ်မှာကကိုကအဲ့လို evolve ဖြစ်နေရအောင်အချိန်ပဲရှိသေးတယ်။အကုန်လုံးက permanent မဖြစ်သေးဘူး။ပြောင်းလဲနေရပေါ့နော်။ဒီဟာပြီးရင်ကိုလောက်ချင်အများရှိသေးတယ်။နောက်ရှေ့ဆက်အနာဂတ်မှာဘာဖြစ်မှာလဲဆိုတော့အသက်30 40မှာတော့မတည်ကြသေးတာ။ကိုက10ကျော်တဲ့အရွယ်မှာတည်ချဖို့ဆိုတာရာခိုင်နှုန်းအရင်နဲ့ဒါပြီးလို့ရှိရင်ကိုဆက်ရှောက်ရမယ့်လမ်းတွေအများကြီးရှိသေးတယ်လူတွေကလည်းပြီးလို့ရှိရင်ကိုလမ်းကိုသွားကြမှာဆိုတော့ကိုကလူတွေကိုအရင်ဆွဲထားလို့အဆင်မပြေသေးဘူးပေါ့နော်ပြီးတော့ကိုယ့်ရဲ့ life ကလည်းပုံမပေါ်သေးဘူးအခုမှပုံဖော်နေရောဒီလိုကျတော့အဓိကတငယ်ချင်းအရင်ဆွဲလန်းထားတာအဲ့ဒါတကယ်တော့မကောင်းဘူးပေါ့နော်တငယ်ချင်းဆိုတာလည်းနောက်ပိုင်းကျရင်အများကြီးတွေ့လာအောင်မှာပဲဆိုတော့လေ Number 5 learn how to believe in yourself ဒီကအရင်အရေးကြီးရပေါ့နော်အခုကျွန်တော်အများစုတွေ့ရတာ teenagers တွေကလေကိုယုံကြည်မှုရှိရနဲ့ကျွန်တော်ကတော့အဲ့တုန်းကကျွန်တော်ကိုအရင်ယုံကြည်ကျွန်တော်အမှန်တမ်းဝင်ခံရဆိုရင်ကျွန်တော်အမြဲ over confidence ဖြစ်နေအောင်เนาะအဲ့ဒါကြောင့်ကိုအမြဲဆွဲချနေရငါမဟုတ်သေးဘူးပေါ့ over confidence ဖြစ်နေရဆိုတာလေဟိုကိုအရင်အထင်ကြီးရအဲ့လိုမျိုးတော့မဟုတ်ဘူးကိုကျွန်တော်ကိုယုံကြည်ရပါတော့ဘယ်ရမဆိုငါတင်ယူရင်ရတယ်ငါတင်ယူရင်ဖြစ်တယ်ဆိုရဲbelief တခုတော့ကျွန်တော်မှအမြဲတမ်းရှိရဲအဲကျွန်တော်ကိုတတိထားမိရဲပေါ့နော်ဆိုတော့တခြားအဲ့လိုမျိုး teenagers တွေကိုမယုံကြည်ဘူးဆိုရဲဖြစ်နေတဲ့ teenagers တွေကိုလည်းအကျဉ်းစေရတဲ့လူတွေကိုလည်းကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့လိုမျိုးကိုယုံကြည်ပါဘာဖြစ်လို့လဲဆိုတော့ဒီရှေ့လျှောက်ကြရင်ကိုတိုက်ပွဲအများကြီးကြံနေရဲ့အထူးသဖြင့်ဒီ teenager life မှာတွေ့ရမယ့်တိုက်ပွဲအများဆုံးကပါလဲဆိုတော့မိဘနဲ့အတိုက်ခံတော့မှာပေါ့နော်မိဘဖြစ်စေချင်တာတခုကိုကဖြစ်နေတာတခုဆိုလို့ရှိရင်ကိုယုံကြည်ထားရင်ကိုအတွက်ပို့ပြီးတော့ရှေ့ရောက်တယ်ဥပမာကိုအတွက်ကောင်းတာဆိုလို့ရှိရင်ပေါ့ကိုဝါသနာပါတော့ကိုဖြစ်ချင်နေဆိုလို့ရှိရင်ကိုလုံနိုင်နေဆိုတဲ့ဟာတကူကိုယုံကြည်ထားမယ်ဆိုလို့ရှိရင်ကိုအတွက်အများကြီးရှေ့ရောက်တယ်ကိုမယုံဘူးဆိုလို့ရှိရင်တော့အဲ့ဒါ0ပဲပေါ့နော်စိတ်ကအဓိကပဲအဲ့လိုကိုမယုံကြည်ဘူးဆိုရဲစိတ်ကဝင်နေရဲဆိုလို့ရှိရင်ဘာပဲလုပ်တခုလိုနေတယ်လို့မျိုးခံစားရမှာဆိုတော့ကိုလည်းယုံကြည်ပါလို့ believe in yourself ပေါ့နော် Number 6 everyone is different respected after giving expect nothing in return တခါကျရင်ခံစားဘူးလားကိုကလုပ်ပေးလိုက်တယ်အဲ့လိုတယောက်ကိုလုပ်ပေးလိုက်တယ်ဒါပေမဲ့သူကကိုလုပ်ပေးတာကိုပေးလိုက်တဲ့ဟာကိုတမိုးမထားပဲနဲ့ကိုမထီမဲ့မြင်ဆက်ဆံတာအဲ့လိုမျိုးတမိုးမရှိသလိုမျိုးဆက်ဆံတာအဲ့လိုဘယ်လိုပြောမလဲပြစ်စလက်ခက်ဆက်ဆံတာမျိုးပေါ့နော်အဲ့ခါကျလို့ရှိရင်ကိုကခံစားရတယ်ဒီတော့ငါလုပ်ပေးရတဲ့နဲ့ငါကောင်းပေးရတဲ့နဲ့ပေါ့အဲ့လိုမျိုးဖြစ်တယ်အဲ့ဒါလေကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ရဲ့ solution ကတော့လူတိုင်းကကွဲပြားတယ် everyone is different ပေါ့နော်လူတိုင်းကကိုထင်တယ်လို့မဟုတ်ဘူးလူတိုင်းကကိုထင်တယ်လို့မဟုတ်ဘူးဘယ်လိုပြောမလဲကိုကတော့ကိုလူလို့တတ်မှတ်ထားမယ်တခြားသူကကိုလူဖြစ်ချင်မှဖြစ်မှာသူ့ရဲ့အတွေ့အကြုံလည်းတစ်မျိုးဖြစ်နေနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးကိုသူများကတစ်မျိုးတွေးနေတာကိုကျွန်တော်တို့ကသွားပြီးတော့တွားပြင်လို့မရဘူးကိုရမကိုစိတ်တိုင်းမကြရသူများကကျွန်တော်တို့တွားပြင်လို့မရဘူးအဲ့တော့ तू ကအဲ့လိုကိုလောက်လာပြီဆိုတဲ့ခါကျလို့ရှင်ထားလိုက်ပေါ့နော်ဒါဘာမှကိုသွားလို့မရအောင်အဲ့တော့ကိုသွားပြင်နေလို့လည်းမရအောင်ကိုဘက်ကဘယ်လို reaction ပြန်ပေးမလဲဆိုတော့ပဲကျွန်တော်တို့ကထိန်းလို့ရတာပေါ့နော်သူများကကိုလောက်တော့ကျွန်တော်တို့သွားပြင်လို့မရအောင်ဆိုတော့အဲ့ဒါကလည်း lesson တစ်ခုပဲပေါ့နော်ငယ်တော့အဲ့ဒါကိုလုံးဝမသိခဲ့ဘူးပြီးဘယ်လောက်တောင်ဆိုးလဲဆိုလို့ရှိရင်အဲ့လိုသူများကကိုအဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်အရန်စိတ်ဆိုးရဲပြီးတော့ကိုလည်းအရန်ဝမ်းနေတယ်ပေါ့နော်တကယ်တော့အဲ့ဒါဘာမှဝမ်းနေစရာမရှိပါဘူးကိုကကောင်းပေးချင်တယ်ဆိုလို့ရှိရင်ကောင်းပေးလိုက်ပြီးသွားလို့ရှိရင်ကိုကောင်းပေးရအတွက်ကိုပြန်လာဖို့အတွက်သူတို့စီကနေ reaction ပြန်လာဖို့အတွက်ကောင်းတဲ့ reaction ပြန်လာဖို့အတွက်ကိုမမျော်လင့်လေပိုကောင်းနေပဲ expectation ကနည်းလီပိုကောင်းနေပဲဆိုတော့ကိုယ့်အတွက်စိတ်အေးချမ်းနေပဲပေါ့နော် Number 7 don't overrate temporary social attention ဒါ high school ကာလမှာအများစုဖြစ်တတ်တယ်ပေါ့နော်popular ဖြစ်တာကိုကြိုက်တာဒါ popular ဖြစ်တယ်ဆိုတာလူများစုကလည်းမသိစိတ်ကကြိုက်တာသဘောကျတာမျိုးရှိပါတယ်သဘောကျတာနောက်ကအဲ့အထိမှရက်သွားရင်တော့ကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့တခါလေကြာရင်ကိုအဲ့ချိန်တော့ငယ်သေးရယ်ဆိုတော့လေအဲ့လိုမျိုး
popular ဖြစ်ဖို့အတွက်ဆိုပြီးတော့ကိုယ့်ရဲ့တခြားဟာလောက်ရမယ့်အချိန်တွေကိုအဲ့ဒီမှာတွားပြီးတော့သုံးတာပေါ့နော်ဆိုတော့အဲ့ဒါအကျိုးရလဒ်အနေနဲ့ဘာရလဲဆိုတော့ကိုယ့်အချိန်ကြီးကုန်တယ်ဘာဖြစ်လို့လဲဆိုတော့ popular ဖြစ်လို့ကိုကတခြားတစ်ခုခု benefit တစ်ခုခုရမယ်ဆိုလို့ရှိရင်တော့တစ်မျိုးပေါ့ဒါပေမဲ့ social attention အတွက်နဲ့ဒီလူတွေကကိုယ့်ကို attention ပေးဖို့အတွက်နဲ့ခဏတာ popular ဖြစ်ဖို့အတွက်နဲ့အချိန်ကြီးကုန်သွားတာမတန်ဘူးပေါ့နော်ဒီလိုနဲ့အဲ့တော့မသိခဲ့ဘူးဒါပေမဲ့နောက်ပိုင်းကျမှတပိပိနဲ့တည်လာတာတကူကလူတွေကပြီးတော့လို့ရှိရင်ကိုဘဝနဲ့ကိုဖြစ်သွားတာသူတို့ရဲ့လှုပ်ရှားရည်နဲ့သူတို့ရှုပ်သွားတာအဲ့တော့ကို့ကြောင့်အကြာကြီးမှတ်မိချင်မှမှတ်မိမကိုလည်းအကြောင်းအရာတကူကိုအခုမှတ်မိရဆိုလို့ရှိရင်နောက်တစ်ရက်2ရက်လောက်နေအဲ့ကြောင့်တွေးချင်မှတွေးရတာလीနော်အဲ့တော့ကိုလည်းကိုအကြောင်းဆိုလို့ရှိရင်အဲ့တိုင်းမျိုးပိုးစိုးတည်းလူဆိုတာကိုအကြောင်းကိုပဲတွေးနေရသူများအကြောင်းဆိုလို့ရှိရင်တွေးရနဲတယ်ဆိုတော့အဲ့ဒါ temporary ပဲပေါ့နော်လူတွေစီကနေ attention ရတယ်ဂရုစိုက်တာအာရုံစိုက်တာခံရတယ်အထူးသဖြင့်ဒီ high school မှာပေါ့အဲ့ဒါကခဏတာပဲ temporary ပဲအဲ့ဒါအတွက်ကိုကအချိန်ကြီးသုံးနေမယ်ငွေတွေသုံးနေမယ်ဆိုလို့ရှိရင်တခြားဟာတွေလုပ်စီရအကျိုးရှိတာတွေလုပ်စီရလုပ်ဖို့အတွက် energy တွေအချိန်တွေကုန်ပါတယ်ကျွန်တော်တို့နောက်တစ်ချက်ကိုမသွားခင်ပေါ့နော်အခုကျွန်တော်ပြောခဲ့တဲ့လောက်ထိကိုယ့်အတွက် resonate ဖြစ်တယ် relatable ဖြစ်တယ်ဆိုရဲအရာရှိခဲ့အချက်ရှိခဲ့ဆိုလို့ရှိရင် let me know in the comment